ပိုင်ဆိုင်မိခဲ့သောနန်းစားဒီနန်းစားလေးကိုစပြီးယူကြည့်ရနဲ့အသေးရခွဲရပြန်ပြီစိတ်နဲ့ပဲအချိန်မှဘလို့ခေါ်အမိနာမလေးလုံးကိုပဲအကျဉ်းချင်းရွတ်လို့တကယ်လည်းနှုတ်ကထွက်ကြလာခဲ့တော့စူးဆိုတဲ့နန်းစားလေးသာထွက်ခဲ့ဘဝမှာကိုယ်တိုင်ဝယ်ပြိုးတဲ့အောက်ကူတူဆိုတာတကယ်ရှိတယ်ဥပမာမပိုင်ဆိုင်ရလဲချစ်နေမိရမျိုးမရခဲ့ဘူးတော့မေတ္တာတရားတွေကိုပေးရခဲ့ပြီမယ်မေးရည်သာပြန်ပြစ်ပေးသွားတယ်ပိုင်ဆိုင်ခွင့်မရှိလဲချစ်ပါ၏လို့မင်းကိုပြောပြတော့လေမင်းကလောင်လို့ရေမောခဲ့တယ်ဒါလည်းမင်းမေးရဲ့မေတ္တာတရားတွေပဲမဟုတ်လားမင်းရဲ့ရေတံတွေနဲ့တိဆောက်ထားတဲ့ငါ့အိမ်မက်ကဘာမှာအလင်းမရှိဘူးအစင်းမရှိဘူးအယောင်မရှိဘူးအပြေကင်းတဲ့ချစ်ချင်းတွေပဲရှိတယ်ချစ်တယ်လို့ပြောပြခဲ့တယ်လို့တိတ်လည်းချစ်ပြခဲ့ပြီးပြီမို့ချစ်ခွင့်မပိုင်မိမယ်ဗန်းခွင့်လေးတော့ဆိုင်ခြင်းနဲ့လွမ်းချင်းမတူတဲ့ခရီးမို့လူချင်းလွဲခဲ့ရတယ်လို့မှတ်ယူလိုက်ပါတယ်ပိုင်ဆိုင်ခဲ့ရတော့နန်းစားလေးမို့ခဝဝေးကငေးကဆွေးဆွေးလေးချစ်နေပါရစေထိတ်ထားရေးနှုတ်ပြားကခုတ်တရခေါ်ဆိုရတယ်စူးရည်တွဲသောလက်တွေမြဲပြီးအိမ်မက်တွေတက်တူကြပါစေသက်ဆိုင်ခြင်းရဲ့များနဲ့ပိုင်ဆိုင်ခွင့်မရှိသောနန်းစားလေးမို့ကိုနဲ့တန်ရတဲ့နေရာလေးတစ်ခုမှာကိုလွမ်းနဲ့ကိုနိုင်ငံတော်အောင်မှာမင်းရဲ့အမည်နာမနဲ့အလံကိုလွှဲထုတ်ပြီးအလွမ်းနဲ့မမမတ်မတ်နေထိုင်ပါတယ်တရိယာချင်းဆိုတာတွေးထွက်လွန်တတ်တယ်တဲ့ဒါကြောင့်ဒီနန်းစားလေးကိုပဲတပွားပွားဂါရာလိုရွရင်တချို့သောအရာတွေကခဝဝေးလေးကငေးနေတာပဲကောင်းပါတယ်ကွယ်